ထိုင်ပင်ကျင်းကျင်တဲ့ညီငယ်ညီမငယ်အတွက်ကျွန်တော်ကထိုင်ပင်ဆော့ဝဲတောင်းလို့ဆိုတဲ့နည်းလေးကိုပြပြပေးမှဖြစ်ပါတယ်အဲ့တော့ကိုရဲ့ browser တစ်ခုတည်းဝင်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့အတိုင်း laptop မှာပြထားတဲ့အတိုင်း Revit typing ဆိုပြီးရိုက်ရှာလိုက်ပါပြီးရင်ကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးကိုဝင်လိုက်ပါအဲ့ဒါရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါdownload မလုပ်ခင်မှာကိုယ့်ကွန်ပျူတာ64 bit လား32 bit လားဆိုတာကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်။တကယ်လို့ကိုကမစစ်ဆေးတတ်ဘူးဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဒီဗီဒီယိုရဲ့ description မှာ mention ထည့်ထားပေးပါတယ်။အဲ့မှာအဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့စစ်ဆေးလို့ရပါတယ်။ပြီးရင်တော့ကျွန်တော်တို့က download ဆိုတဲ့ cloud လေးကိုနှိပ်လိုက်ပါ။ download လေးပြည့်သွားပြီဆိုရင်ညာဘက်တောက်လေးမှာသွားပြီးတော့ file လေးကို install တင်လို့ရပါပြီ။တကယ်လို့ကိုက install လည်းမတင်တတ်ဘူးဆိုရင်ကျွန်တော် install တင်တဲ့ video လေးပါထပ်ပြီးတော့ထည့်ထားပေးပါတယ်။အဲ့တော့အဲ့မှာသွားရောက်လေ့လာလို့ရပါတယ်။ကိုက software တွေတစ်ခုမှ download မဆွဲတတ်ဘူးဆိုရင်